နံပါတ်1လမ်းမပေါ်ကထူးဆန်းသောလူရိပ်ဒါကနေဖြောင်းတဲ့စနစ်တုန်းကချစ်ခဲ့တာပါအဲ့ဒီအချိန်မှာကျွန်တော်ကဘေးဧရိယာရဲ့အိုကလန်မှာနေထိုင်ပြီးပိတ်ရက်မှာယူရီကာကမိဘတွေစီကိုကားမောင်းထွက်လေခဲ့တယ်အကယ်၍ခင်ဗျားတို့ကကယ်လီဖိုးနီးယားမြောက်ပိုင်းက Highway 101လမ်းမကြီးပေါ်မှာကားမောင်းမှုဘူးဆိုရင်သိထားဖို့ကအဲ့ဒီလမ်းဟာနေ့ဘက်မှာလှပသလောက်ညဘက်မှာတော့အိမ်မဆိုးတစ်ခုလိုပဲလမ်းတစ်လျှောက်မှာတခြားကားတွေလည်းမရှိဖုန်းလိုင်းလည်းမမီမီးတိုင်တွေလည်းမရှိတဲ့လမ်းပိုင်းတွေအရှိကြီးရှိတယ်တကယ်ကိုခြောက်ချားစေရပဲကျွန်တော်တနင်္ဂနွေနေ့ည7:00 နာရီလောက်မှာမိဘတွေအိမ်ကနေပြန်ထွက်လာခဲ့တယ်အခုပြန်စဉ်းစားကြည့်ရင်တော့အဲ့ဒါကတော်တော်မိုင်းမဲလဲဆုံးဖြတ်ချက်ပဲအိမ်မှာပဲတညအိပ်ပြီးတနင်္လာနေ့မနက်မှာပြန်ရင်းကောင်းတာဒါပေမဲ့နောက်ရက်အလွတ်ကအစောကြီးဝင်ရမှာမို့လို့အပြက်မောင်းချလိုက်မယ်လို့ဆုံးဖြတ်ခဲ့တာအဲ့ဒါကပဲပြတနာရဲ့ကစားခင်မယ်လို့ဘဒုထဲမှာလဲပထမ2 နာရီလောက်ကတော့အေးဆေးပါပဲကျွန်တော်မောင်းနေတဲ့လမ်းက2 လမ်းသွားပဲရှိတော့တဲ့လမ်းပိုက်ကိုရောက်လာတယ် Trinidad ဝင်းကျင်လောက်မှာမြူတွေစပြီးဆိုင်းလာတယ်အဲ့ဒီကန်ယူတန်းမှာမြူဆိုင်တာကပုံမှန်ဆိုပေမဲ့ဒီတစ်ခါကတော့ထူးဆန်းတယ်မိနစ်ပိုင်းအတွင်းမှာပဲမြင်ကွင်းကလုံးဝပိတ်သွားပြီးရှေ့ပေ20လောက်ကိုတော့မမြင်ရတော့ဘူးကျွန်တော်ကားအရှင်ကိုထုံးဆောင်5လောက်အထိရှော့ပြီးဆက်မောင်းခဲ့တယ်ကားရက်ပြီးမြူဆဲအောင်စွန့်တာကပိုးကောင်းပေမဲ့အဲ့ဒီလမ်းမှာကားရက်ဖို့နေရတိတ်မရှိဘူးပြီးတော့ကျွန်တော်ကလည်းအိမ်ကိုပဲအမြန်ပြန်ချင်နေတာလေဖြည်းဖြည်းမောင်းရဲ့အချင်းပြေးမှာပါလို့တွေးခဲ့တာဒါပေမဲ့မြူရီအဲ့ဒီလောက်ထူးထက်လာတဲ့အခါမှာတော့ခမည်းရဲ့အာယုန်တွေကဝေဝါးလာတော့တာပဲကိုဘယ်လောက်မောင်းလာပြီလဲဘေးနားရောက်နေပြီလဲဆိုတာမသိတော့ဘူးအဲ့ဒီလိုနဲ့နာရီဝက်လောက်မောင်းလာပြီးတဲ့နောက်လမ်းဘေးမှာရပ်နေတဲ့လူရိပ်တစ်ခုကိုကျွန်တော်တွေ့လိုက်ရတယ်ရှေ့ပေ90လောက်မှာလမ်းဘေးပခုံးပေါ်မှာရပ်နေတာနီးသွားတော့မှအဲ့ဒါကလူတစ်ယောက်ဆိုတာတေးကြသွားတယ်အရက်ကိုကြည့်ယောက်ျားတစ်ယောက်ပေါ့သူကလမ်းဘက်ကိုမျက်နှာမူပြီးဒီအကိုင်းကြီးရပ်နေတာလမ်းလျှောက်နေတာလည်းမဟုတ်ကားတားနေတာလည်းမဟုတ်ဘူးဖုန်းပြောနေတာလည်းမဟုတ်ပဲဒီအတိုင်းကြီးရပ်နေတာကျွန်တော်သူ့နဲ့ဝန်တိုင်းမိမှာဆိုလို့အရှိန်ကိုထက်လျှော့လိုက်တယ်သူကတော့လုံးဝမလုပ်ဘူးကျွန်တော်ကားဖြတ်သွားတာတော့ခေါင်းမလဲကြည့်ဘူးတကယ်ကိုခြောက်ချားစရာကောင်းတယ်ကျွန်တော်ကတော့ကားပြက်လို့အခုညီဆောင်နေတာလားလို့တွေးမိပေမဲ့လမ်းဘေးမှာဘယ်ကားမှလည်းမတွေ့ရဘူးသူကဘာလို့အဲ့ဒီနေရာမှာအဲ့ဒီလိုကြီးရက်နေရတာလဲကျွန်တော်ကူညီဖို့ပြန်လဲရမလားလို့စဉ်းစားသေးတယ်ဒါပေမဲ့တခုခုလွဲနေတယ်လို့ခံစားရတာနဲ့ပဲစက်မောင်းလာခဲ့လိုက်တယ်10 မိနစ်လောက်ကြာတဲ့အခါမှာတော့အဲ့ဒီလူကိုကျွန်တော်ထက်တွေ့ပြန်တယ်ကျွန်တော်ပိုပြောနေတာမဟုတ်ဘူးတကယ်ကိုအဲ့ဒီလူပဲကိုလုံးကိုပေါက်အတူတူအဝတ်စားအတူတူရက်နေတဲ့ပုံစံကအစအတူတူပဲဒီတစ်ခါကတော့လိုင်းရဲ့ညာဘက်မဟုတ်ပဲဘဲဘက်မှာရက်နေတာကျွန်တော်ဖောက်ပေါက်ကိုဘာကြီးလဲဟာလို့ခေါ်ပြောမိသွားပါတယ်ဒီလူကကျွန်တော်ရှေ့ကိုဘလူနီးနဲ့မှဂျူရောက်မနေနိုင်ဘူးလမ်းပေါ်မှာကျွန်တော်ကားတစ်စီးပဲရှိတာလေကျွန်တော်သူနဲ့မျက်လုံးချင်းမဆုံတော့ကျူးစားပေမဲ့မရသူလားမဟုတ်ဘူးလားဆိုတာကိုအတီးပြုတ်နေတယ်လှမ်းကြည့်လိုက်မိတယ်သူကကေးလက်ပဲမဟုတ်ဘူးအဲ့ဒီလူပဲဒီတစ်ခါကတော့သူကကျွန်တော်ကိုမျက်လုံးချင်းအသေးသေးစိုက်ကြည့်နေတယ်သူ့ခုံးကြီးကကျွန်တော်မျက်လုံးစီကိုဖြက်ခနဲ့လိုက်ကြည့်လိုက်တာမြင်အိုက်တော့ကျွန်တော်ချက်ချင်းပဲနောင်တရသွားတယ်ကျွန်တော်အရှင်းကို45လောက်အထိတင်လိုက်တယ်ဒီအချီနီကနေအမြန်ဆုံးဝဲတာကိုပြေးချင်လို့ပေါ့ဒါပေမဲ့မြူတွေပိုထူးထပ်လာပြန်တယ်လမ်းလက်မြင်းချင်းကိုတော့မမြင်ရတော့လို့အရှင်းပြန်လျှော့လိုက်ရတယ်ကျွန်တော်တော်တော်လေးပြင်မနေပြီစိတ်တွေလည်းရှက်ဖုံးနေပြီခဏအကြာမှာတော့ရှီမီတိုင်ထဲမှာကခုခုကိုတွေးလိုက်ပြန်တယ်ဒီတစ်ခါကတော့လူတယောက်ကလမ်းလေကောင်တိုက်တဲ့မှာရပ်နေတာကျွန်တော်ကားကိုထိုးရက်လိုက်ရတော့တာပဲဒီတစ်ခါကတော့သူကခေါင်းစွပ်အင်ကြီးဝတ်ထားလို့မျက်နှာကိုမမြင်ရဘူးဒါပေမဲ့အဲ့ဒီလူပဲဆိုတာကျွန်တော်သိနေတယ်သူကလုံးဝမလုပ်ဘူးကျွန်တော်အယမ်းကြောက်လာပြီကျွန်တော်မီးကြီးတွေဖွင့်လိုက်ပိတ်လိုက်အလုပ်ပြီးဖေပေးဖို့အချက်ပြပေမဲ့သူကကြောက်ရွံ့ကြည့်လို့ပဲကျွန်တော်ကားကိုနောက်ဆုပ်ဖို့ဂီယာထိုးပြီးနောက်ကြည့်မတန်ကိုကြည့်တဲ့အခါကျွန်တော်နောက်မှာလူတစ်ယောက်ကကားစီကိုတဖြည်းဖြည်းတိုးကပ်လာနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်ဟာသွားပြီလို့អော်ပြီးဂီယာပြန်ထိုးပြီးကားကိုညာဘက်ကိုပြင်းပြင်းထန်ထန်ချွေးကွေပြီးရှေ့မှာပိတ်ရက်နေတဲ့လူကိုရှောင်ပြီးမောင်းထွက်ခဲ့လိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ကားရဲ့နောက်ပိုင်းကိုတခုခုကအပြင်းထန်လာစောင့်လာခန်းလိုက်ရတယ်ဒါကတာမန်တိုက်မိတာမျိုးမဟုတ်ဘူးတကားလုံးရိမ့်ထူးသွားပြီးတန်ချင်းပွတ်တိုက်ဆန်ကြီးကိုကြားလိုက်ရတယ်
ကျွန်တော်ကားကိုထိန်းမောင်းနေရင်မန်တေးကကြည့်လိုက်ပေမဲ့နောက်မှာဘာမှမရှိတော့ဘူးအဲ့ဒီလူတွေလည်းမရှိတော့ဘူးကျွန်တော်လည်းမြူလေထဲမှာအသက်နိုင်ဆုံးအမြန်ဆုံးမောင်းပြေးခဲ့တော့တာပဲ Highway 101ရဲ့လမ်းဆုံးကိုရောက်တော့မြူရီဆေးသွားတော့မှကျွန်တော်စိတ်အေးသွားရတယ်အိမ်ရောက်ထီကျွန်တော်ကိုယ့်ဘာကိုဖြီးသိမ်းဆိုနေတာကငါပင်မဲလွန်းလို့အမြင်မားတာပါလို့တွေးခဲ့တာ4 နာရီလောက်ကားမောင်းလာတာပြီးတော့မြူရီကိုပဲစိုက်ကြည့်နေရတာဆိုတော့အမြင်မားတာမနှမ်းဆန်ဘူးလို့တွေးခဲ့တာဒါပေမဲ့အိမ်ရှိရောက်လို့ကားနောက်ပိုင်းကိုထွားကြည့်လိုက်တဲ့အခါကျွန်တော်ကားရဲ့နောက်ဘန်းဘာတစ်ခုလုံးကြေမွတ်နေတာကိုတွေးလိုက်ရတယ်ကားတစ်ကားလုံးရဲ့အနံ့နီပါလောက်ကကြုံကြီးချီနေလာဆိုတော့ကျွန်တော်ကိုတခုခုကတကယ်တိုက်ခဲ့တာပဲဒါပေမဲ့စေးသားပူကိုင်းမိတဲ့အရာလည်းမရှိဘူးအခြားကားနဲ့တိုက်မိခဲ့တာဆိုရင်စေးသားတွေကြံခဲ့ရမှာမို့လားကျွန်တော်ရဲကိုတော့ဖုန်းဆက်တိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့4 နှစ်လုံးကျွန်တော်ဒီအကြောင်းကိုအရန်တွေးတော်မိပါတယ်ထစ်နိုင်တာကတော့ကျွန်တော်အဲ့ဒီလူရိပ်တွေကိုမြင်ပြီးကြောက်လန့်တရာမောင်းပြေးတဲ့အချိန်မှာလမ်းဘေးကခြံစည်းတိုင်တောင်ကိုဒါမှမဟုတ်တခုခုကိုဝင်တိုက်မိတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်လက်မခံနိုင်တာကလူရိပ်တွေကိုအမြင်မားတာနဲ့ကားတိုက်ခံရတာကဘာလို့တစ်ချိန်တည်းမှာဖြစ်နေရတာလဲကားမှာတကယ်အနာအဆာရှိနေတာကအဲ့ဒီညကတကယ်ကိုမကောင်းတဲ့အရာတစ်ခုခုရှိနေကြတာလားဆိုတာကိုကျွန်တော်ကိုအရန်တွေးတောနေစေပါတော့တယ် နံပါတ်1မြူတူတဲ့ကအဆုံးမရှိသောပတ်လံဒါကပြီးခဲ့တဲ့ຫນွေဦးပိတ်ရတုန်းကဖြစ်ခဲ့တာပါလွန်ခဲ့တဲ့ရက်တပတ်အနေငယ်ကပေါ့ကျွန်တော်ကအခုတက်ကတူနောက်ဆုံးတဲ့ကြောင်းတာပါပိတ်ရဆိုတော့အမြဲတမ်းလိုပဲကိုဇာတီမြို့လေးစီပြန်ခဲ့တယ်ကျွန်တော်မြို့ကမြို့ကြီးနဲ့နီးပြီပဲတကယ်ကိုဘာမှလုံးเสียရမရှိတဲ့မြို့ပြင်ကစင်ဂျပုန်းရက်ကွက်လေးပါကျောင်းမှာဆိုရင်အမြဲတမ်းတစ်ခုခုလုံးเสียရရှိနေပေမဲ့ဒီမြို့လေးကတော့တကယ်ကိုတစိမ်မြို့တော်လိုပဲညင်တလွန်လေနောက်ပြဿနာတစ်ခုကကျွန်တော်တန်ငယ်ချင်းတွေနဲ့ပိတ်ရက်ကမတူကြဘူးကျွန်တော်ပိတ်တဲ့အချိန်မှာသူတို့ကကြောင်းတက်နေတော့ဒါမှမဟုတ်အရင်ဘက်ကတည်းကပိတ်ပြီးသွားပြီအဲ့ဒါနဲ့ပဲတစ်ပတ်လုံးဘာမှမလုပ်ပဲပြေးနေရတော့မှာပေါ့အဲ့ဒီအချိန်မှာကျွန်တော်ကဆေးလိပ်နဲ့အရက်ကိုဖျက်ဖို့ကြိုးစားနေတာဆိုတော့ပြေးနေရင်ပို့တော့မိမှဆိုလို့တစ်ပတ်လုံးလေ့ကျင့်ခန်းပဲလုပ်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်မနက်ပိုင်းအလေးမဲ့မယ်ညနေပိုင်းပြေးမယ်ကိုအလုပ်များအောင်ခါမယ်ပေါ့အဲ့ဒီလိုနဲ့အင်္ဂါနေ့ညနေခင်းတစ်ခုမှာပြေးဖို့ထွက်လာခဲ့တယ်အထက်တန်းကျောင်းတုန်းကပြေးနေကြလမ်းကြောင်းတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်အင်္ဂါနေ့စပြီးအိမ်မှာပဲပြန်ဆုံးတဲ့3 မိုင်ပတ်လမ်းပေါ့ရက်ခွက်ထဲကိုနည်းနည်းဖြတ်ပြီးရင်တောအုပ်လေးထဲကလမ်းကြောင်းအတိုင်းပြေးပြီးအိမ်နာကလမ်းမပေါ်ပြန်ထွက်တဲ့လမ်းပါဒီလမ်းကိုကျွန်တော်အချိန်ပေါင်းထောင်ကြီးပြေးဘူးတယ်တောအုပ်ထဲကလမ်းကမြေတိုင်းလမ်းမို့လို့ဒူးလည်းမနာဘူးတိတ်ဆိတ်တယ်အဲ့ဒါကြောင့်ကျွန်တော်အယမ်းကြိုက်တာညနေ9 နာရီလောက်မှထွက်လာခဲ့တယ်နေဝင်ဖို့ညနေလောက်လိုသေးတာမို့အမောင်းအတွေ့တော်မစိုးရိမ်ဘူးဒါပေမဲ့အပြင်ထွက်လိုက်တာနဲ့တတိထားမိတာကမြူဒီပဲအဲ့ဒီလောက်ထူတဲ့မြူမျိုးကျွန်တော်တတ်မှတခါမှမမြင်ဘူးမို့တကယ်ကိုဗီဒီယိုဂိမ်းတွေကမြင်ကွင်းလိုပဲရှစ်ပေ30-40ထက်ကျော်ရင်ဘာမှမမြင်ရတော့ဘူးပြေးဖို့ကိုဖြတ်မလားလို့တွေးသေးပေမဲ့ဒီလမ်းကတကြောင်တည်းရှိတာလမ်းခွဲလည်းမရှိဘူးဆိုတော့မျက်စိမိတ်တောင်ပြေးလို့ရတယ်ဆိုပြီးထွက်လာခဲ့လိုက်တယ်ကျွန်တော်လက်မှာအရှိန်နဲ့အကွာဝေးကိုတိုင်းတယ်ဂါမင်းနာရီပါပါတယ်ရက်ွက်ထဲကိုဖြတ်ပြီးတောအုပ်ထဲဝင်လာခဲ့တယ်တောအုပ်ထဲမှာမြူတွေကပို့ထူသွားတယ်ရှေ့15ပေ20ပေထက်ပိုမမြင်ရတော့ဘူးဒါပေမဲ့လမ်းကြောင်းကရှင်းနေတာမို့ပထမ1 မိုင်ခွဲလောက်အထိတော့အားလုံးပုံမှန်ပါပဲမြင်ကွဲမကောက်လို့ခါတိုင်းထက်နည်းနည်းတော့နှေးတာပေါ့ပြဿနာက2 မိုင်ခွဲလောက်မှစတာပုံမှန်ဆိုရင်အဲ့ဒီနေရာကတောအုပ်ထက်ကထွက်ခါနေပြီလမ်းကဘဲဘက်ကို꿰မယ်ကုန်းတလေးတစ်ခုတက်ပြီးရင်လမ်းမပေါ်ပြန်ရောက်ရမှာဒါကိုကျွန်တော်အလွတ်ရနေတာဒါပေမဲ့နာယီကိုကြည့်လိုက်တော့2 မိုင်ခွဲရှိနေပြီကျွန်တော်ကတောနတ်ထဲမှာရှိနေတော့မယ်ငတ်နာယီက
ဟောင်းနေလို့ GPS လိုင်းမမိတာနေမှာပါလို့ကိုပါကိုဖြေတင်လိုက်ပြီးဆက်ပြေးခဲ့တယ်ဒါပေမဲ့3မိုင်ပြည့်သွားတဲ့အခါမှာတော့တခုခုမားနေပြီဆိုတာကျွန်တော်သိလိုက်ပြီ3မိုင်ဆိုတာပတ်လန်းတစ်ခုလုံးစလီအခုချိန်မှာကျွန်တော်ကအိမ်ရှိမှာဒါမှမဟုတ်လမ်းမပေါ်မှာရက်နေရမှာဒါပေမဲ့အခုတော့ဘေးပတ်ပတ်လဲမှာတစ်ပင်တွေကြီးရှိတယ်လမ်းကြောင်းကလည်းဘယ်တော့ဆုံးမယ်မှမသိရတော့ဘူးအဲ့ဒါနဲ့ကျွန်တော်ရက်လိုက်တယ်ကျွန်တော်ကလူเจ้าမဟုတ်ဘူးအစွဲလမ်းမရှိဘူးဒါကိုကျိုးချောင်းစင်ကျင်ဖို့ကိုကြိုးစားပေမဲ့ဘယ်တော့မှစဉ်းစားတော့မရဘူးဒီတော့ဦးထဲမှာလမ်းကတလန့်နေရှိတာကျွန်တော်လမ်းပေါ်ကဖဲပြီးခြုံပပုတ်တွေထဲဝင်ပြေးထဲတာတေကြတယ်နိုင်ကိုကြည့်လိုက်တော့3.ရပ်တမိုင်ပြည့်နေပြီကျွန်တော်ရက်နေပေမဲ့ကနန်းတွေကတက်နေတော့ပဲအဲ့ဒါနဲ့ GPS ကတော့တေချာပေါက်မားနေပြီတော့တွေးလိုက်တယ်အဲ့ဒီတော့ရွေးချယ်စရာနှစ်ခုပဲရှိတယ်ရှေ့ကိုဆက်ပြေးပြီးလမ်းအဆုံးကိုမျော်လိမ့်မလားဒါမှမဟုတ်နောက်ကျွမ်းပြန်လဲမလားနောက်ကျွမ်းပြန်လဲတာကပိုစိတ်ချတယ်လို့တွေးပြီးလာခဲ့တဲ့လမ်းအတိုင်းပြန်ပြေးခဲ့တယ်မြူရီကပိုထူလာပြန်တယ်လမ်းပေါ်ကမချော်သွားအောင်တတိထားပြီးဖြည်းဖြည်းချင်းပြေးနေရတယ်စုစုပေါင်း4မိုင်လောက်ပြေးထားတာဆိုတော့တော်တော်ပင်ပန်းနေပြီကျွန်တော်ဘလောက်အရှိန်မှွင့်အဲ့ဒီအတန်ကကျွန်တော်နောက်ကနေအရှိန်တမြူလို့တိုက်လိုက်နေတာနောက်ကိုလှည့်ကြည့်တိုင်းမှာမြူတွေလဲလွဲပြီးဘာမှမမြင်ရဘူးအဲ့ဒီအတန်ကကျွန်တော်နောက်မှာကတ်ပါနေတာတော်တော်ကြာတယ်ကျွန်တော်ဘဝမှာအကြောက်ဆုံးအချိန်ပါလေနောက်ဆုံးမှာတော့တောအုပ်ထဲကနေကျွန်တော်ထွက်နိုင်ခဲ့တယ်လမ်းပေါ်ရောက်တဲ့အခါပင်ပန်းလွန်းလို့အန်အောင်အန်ကျင်လာတယ်တောအုပ်ထဲကနေထွက်လာတဲ့လမ်းကြောင်းကိုပြန်လှည့်ကြည့်လိုက်တဲ့အခါကျွန်တော်မှတွေးပြက်မတကြောက်ရွာသွားရတယ်လမ်းကြောင်းရဲ့အလဲတဲ့မှာလူရိတ်တစ်ခုရက်နေတာကျွန်တော်ကအရက်6ပေတလက်မရှိတောင်အဲ့ဒီအရာကကျွန်တော်ထက်အများကြီးပိုရှည်တယ်အနည်းဆုံး9ပေလောက်ရှိမယ်သူကရှက်ကိုလည်းတိုးမလာဘူးနောက်ကိုလည်းစုပ်မသွားဘူးဒီအတိုင်းကလေးကျွန်တော်ကိုကြည့်နေလားတိပလင်လားလို့ထင်းစရာရှိပေမဲ့သူကဘေးကိုဖြည်းဖြည်းချင်းရိမ့်နေတာကိုမြင်နေရတယ်အဲ့ဒီညီးသွဲသွားကကြီးကရက်သွားပြီဒါပေမဲ့နောက်ကိုလဲမကြည့်တော့ပဲအိမ်ကိုအပြေးပြန်ခဲ့တယ်အခုเจ้าပြန်ရောက်နေပြီဖြစ်ပေမဲ့အဲ့ဒီညကအဖြစ်ကိုမမေ့လို့မရဘူးမြူတွေတဲကအဲ့ဒီအမဲတောင်ပုံးတရံကြီးနဲ့အတန်ဆိုးကြီးကခေါင်းထဲမှာဆွဲနေတော့မယ်ကျွန်တော်မိဘတွေကိုပြောပြတော့သူတို့ကတယောက်ကမင်းကိုဖျောက်ကောင်လုပ်တာဖြစ်မှာပါလို့ပြောပေမဲ့ကျွန်တော်မယုံဘူးကျွန်တော်နဲ့အရှိန်တမိုလောက်အဖြစ်ရင်အဲ့ဒီလိုအတန်ဆိုးကြီးကိုဘဲသူကထွက်အောင်လုပ်နိုင်ပါလေအဲ့ဒီလောက်အရက်ရှိတဲ့သူရောဘဲသူရှိလို့လေအဲ့ဒီညကတောအုပ်ထဲမှာဘာရှိနေခဲ့တာလဲဆိုတာကိုကျွန်တော်ဘယ်တော့မှမသိတော့ပါဘူးနံပါတ်3ဝေလာဘာအိုင်တွေကလှုပ်ဝက်လေလော်သမားဒါကလွန်ခဲ့တဲ့ချောင်းနေစက်တင်ဘာလနောက်ပိုင်းမှာဖြစ်ခဲ့တာပါကျွန်တော်တငယ်ချင်းအက်ဒရစ်နဲ့ကျွန်တော်ဟာဝါရှင်တန်ကန်ယူတန်ကဝေလာဘာဘေးအိုင်ကြီးထဲမှာကရက်လေလော်ဖို့ပြောလာတာနှစ်လောက်ရှိပြီအဲ့ဒီတော့မှပဲအချိန်ပေးနိုင်ခဲ့ကြတာအဲ့ဒီနေရာကမိုင်25မိုင်လောက်ရှိပြီးခရူးကောင်မွေးမြူရေးချန်နေနဲ့တောရိုင်းတရိတ်ဆန်ဘေးမေတော်တို့ရှိတဲ့နေရာပေါ့တာယာတဲ့နေ့တွေဆိုရင်တော့တကယ်ကိုငြိမ်းချမ်းတဲ့နေရာလေးပါဒါဖြစ်နေကျွန်တော်တို့သွားတဲ့အပတ်ကတော့ရာသီဥတုကတာမရခဲ့ဘူးကျွန်တော်တို့နှစ်ယောက်လုံးကအဖျော်သမားတွေမဟုတ်ဘူးနော်ခလီဘွားကလေးကကဲ့ရဲ့လှော်လာတာအက်ဒဝင်းဆိုရင်ကျောင်းတုံးကလေးလော်တင်တန်းစရာဂိုက်တောင်လုပ်ခဲ့တာဒါကိုဘာလို့အလေးဖေးပြောရတာလဲဆိုတော့ကျွန်တော်လူကရေအကြောင်းမြူအကြောင်းမသိပဲလန်ဒါတဲ့ငတုံးကြီးမဟုတ်ဘူးဆိုတာသိစေချင်လို့စနေနေ့မနက်အစိုးကြီးမှာနာဂိုဒါနားကနေလှေစချခဲ့တယ်မြူရီကအရန်ထူပေပဲနေထွက်လူပျောက်သွားမှဆိုပြီးထွက်လာခဲ့ကြတာ GPS ရောအိမ်မြောင်ရောအကုန်ပါပါတယ်ပထမတနာရီလောက်ကတော့အေးဆေးပါပဲကန်ယူတန်မြူရီရဲ့ထုံးစံအတိုင်းပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးဂွမ်းပုံကြီးထဲမှာလှီလော်နေရတဲ့လိုခံစားရတယ်
ပေ40ကျော်ရင်ဘာမှမမြင်ရပါမယ်ကျွန်တော်တို့ညောက်ကကပ်ပြီးလှော်လာခဲ့ကြတယ်မနေ့9နာရီလောက်မှာအတန်တစ်ခုစကြရတယ်ရေပတ်ထမ်းပေါ့အစကတော့အဒဝင်းကသူ့ရဲ့လှီလောပုံကိုပြောင်းလိုက်တာလားလို့ထင်မိတာဒါပေမဲ့လမ်းကြည့်လိုက်တော့အဒဝင်းကလှီလော်တာကိုသူ့ပေါင်ပေါ်တင်ပြီးနားနေတာသူကလည်းမင်းလက်ကြားတယ်မို့လားလို့မေးတယ်ကျွန်တော်တို့လှီကိုရပ်ပြီးနားဆွင့်လိုက်ကြတယ်အဲ့ဒီအတန်ကကျွန်တော်တို့သုံးနေတဲ့ကြရက်ပတ်တဲ့အတန်မဟုတ်ဘူးလေလော်တတ်နှစ်ခုနဲ့လှော်တဲ့အတန်ပြအတန်ကကျွန်တော်တို့ရဲ့ညာဘက်ပေတီလာလောကနေလာနေတာအဒဝင်းကတော့တခြားလူတယောက်ယောက်လည်းရှိနေတာနေမှာပါလို့ပြောတယ်မြူရီထူနေတော့မမြင်ရပါပဲရေဘရမှာအတန်ကအရန်လွင့်တာကိုကျွန်တော်တို့ခဏစောင့်ကြည့်ရတယ်မြင်ခွင့်မကောင်းနေတခြားလေတွေကိုကိုရှိနေနေရသိအောင်အော်ပြောတာကလီလော်သမားတွေအကျင့်ဝတ်ပဲလေဒါပေမဲ့အဲ့ဒီလေကတော့ပုံမှန်အရှိန်နဲ့ပဲဆက်လော်နေတယ်အဒဝင်းကဟယ်လိုလို့လှမ်းအော်ကြည့်ပေမဲ့ဘာမှပြန်မထူးဘူးအဲ့ဒီလေကကျွန်တော်တို့ရှိနေတာကိုတော့တတိမထားမိသလိုပဲအရှိန်လည်းမပြောင်းဘူးဘာမှမထူးဘူးကျွန်တော်တို့ဆက်လော်လာခဲ့ကြတယ်ဒါပေမဲ့နောက်မိနစ်20လောက်မှာတတိထားမိတာကအဲ့ဒီလေလော်ထန်ကကျွန်တော်တို့နဲ့ပိုမနီးလာသလိုပိုလဲပိုမဝီးသွားမှုအဲ့ဒီစီးစက်ကြကြလေလော်ထန်ကြီးကိုထက်ခါတလဲတဲ့ကြားနေရတာအစကတော့လူတယောက်ကဘလို့တောင်စီးစက်မှန်လော်နိုင်တယ်လဲဆိုပြီးအံ့လောမိတယ်ကြာလာတော့တကိကိုကြောချမ်းလာတယ်အဒဝင်းနဲ့ကျွန်တော်စကားတော့မပြောပြကြတော့ဘူးတစ်ချက်မှလမ်းကြောင်းကိုအရှိတ်ကမ်းခြေစီနည်းနည်းပြောင်းလိုက်တဲ့အချိန်မြူးတွေခဏလေးပါးသွားတယ်အဲ့ဒီမှာလင်ကစီးရေပေါ်မှာရှိနေတာကိုမြင်လိုက်ရတယ်လေလော်တက်ကိုကင်ထားတဲ့လူရိပ်လေးကိုလည်းမြင်လိုက်ရတယ်3စက္ကန့်လောက်ပဲကြာမယ်မြူးတွေကပြန်ပိတ်သွားတယ်ပေါ့အဒဝင်းကိုမေးကြည့်လိုက်တော့သူလည်းမြင်လိုက်တယ်တဲ့အဲ့ဒီအချိန်မှာကျွန်တော်အဲ့ဒီနေရာကနေထွက်ချင်ပြီဘာမှချင်းချောက်တာမျိုးမရှိပေမဲ့ဘာလို့ကိုမမိတ်ဆက်မပြောတာလဲဘာလို့ကျွန်တော်တို့နောက်ကိုတခောက်ခောက်လိုက်နေတာလဲဆိုတာစဉ်းစားရင်ရင်လေးလာလို့ပဲမြူးတဲ့တခက်ကကန်းကြီးကိုပြန်ဖို့လည်းမလွယ်ဘူးနှုံးမြင့်မြန့်တဲ့ထက်မှာလှေတင်သွားရင်အဲ့ဒီလူကအနားရောက်သွားမှကိုကျွန်တော်ခရိန်းနေမိတယ်ကျွန်တော်တို့အရှိတောင်ဘက်ကိုအားကုန်လှော်ခဲ့ကြတယ်လှေလော်ထန်ကတော့ကျွန်တော်တို့နောက်မှာကတ်ပါနေတော့ပဲအဲ့ဒီအချိန်မှာပဲရုတ်တရက်မြူးတွေကစပြီးကင်းစင်းသွားတယ်ကုတ်တရပတ်လက်လောင်ကိုမြင်ရပြီကျွန်တော်ညာဘက်ကိုချက်ချင်းလှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးနောက်ကိုကြည့်တယ်ဘာမှမရှိဘူးအိုင်တစ်ခုလုံးမှာကျွန်တော်တို့2ယောက်ပဲရှိတာအဒဝင်းရဲ့မျက်လုံးထဲမှာလေလန့်ချို့ရှိတယ်အဖြစ်ပဲလေလော်တန်ကရပ်သွားပြီမဲ့အခြေအနေကပိုကရင်းပိုခေါင်လာတယ်အဲ့ဒီလေကဘလို့လုတ်ပြီးရုတ်တရက်ကြီးပျောက်ကွယ်သွားတာလေမင်းနဲ့အနေငယ်အကြမှာကန်းကြီးကိုမြင်လိုက်တော့မှကျွန်တော်စိတ်အေးသွားတယ်ကျွန်တော်တို့ရေတင်ကြောင်ရောက်တဲ့အခါလေပေါ်ကဇင်းပြေးတော့တာပဲကန်းကြီးပေါ်မှာခဏနာပြီးပင်လေအိမ်ဘက်ကိုပြန်ကြည့်တော့လေမြူဒီကကင်းစင်းနေတယ်လှေတစည်းနာမရှိဘူးဒါပေမဲ့အဒဝင်းကကန်းကြီးတစ်လျှောက်လမ်းလျှောက်သွားရင်တခုခုကိုမြင်သွားပြီးကျွန်တော်ကိုလှမ်းခေါ်တယ်သူကြည့်နေတဲ့နေရာကိုကြည့်လိုက်တော့ကျွန်တော်ထက်ပြီးသွေးပြတ်သွားပြန်တယ်ခြေရတွေဗျယေရှုနေတဲ့ခြေပလားခြေရတွေရေထဲကနေကုန်းပေါ်ကိုတက်လာတဲ့ခြေရတွေပေါ့ရေတွေတောင်မချောက်သေးဘူးဆိုတာသိသွားတယ်အဲ့ဒီခြေရတွေကရေထဲကတက်လာပြီးတော့အုံနာအထိသွားတယ်ပြီးမှကန်းချီအကိုင်လမ်းလျှောက်ပြီးကျွန်တော်တို့ရဲ့ဘယ်ဘက်ကိုလမ်းလျှောက်သွားမှတောထဲကိုဝင်ပြီးပျောက်သွားတာကျွန်တော်ခြေရတွေကိုလိုက်ကြည့်မိတယ်အဲ့ဒီလူကကျွန်တော်တို့စိုက်မဲ့နေရာအထိလမ်းလျှောက်လာပြီးမှတောထဲကိုဝင်သွားဖို့အချိန်ဒီဘယ်လိုရနေတာလဲအဒဝင်းကတော့ပြန်ချင်ပြီလို့ပြောနေပြီဒါပေမဲ့ကျွန်တော်ကတော့ဒီခြေရည်ဘဲကဆော့လဲဆိုတာသိချင်နေမိတယ်အဒဝင်းကကျွန်တော်ကိုယူနေလေလို့ကြည့်ပေမဲ့နောက်ဆုံးမှတော့သူ့လည်းသူ့အောင်ထင်မကြံရဲတဲ့နဲ့လိုက်လာခဲ့တယ်ခြေရအတိုင်းကန်းကြီးအတိုင်းပြန်လျှောက်လိုက်တာ2မိနစ်3မိနစ်လောက်မှာလှေတစ်စီးကိုတွေ့လိုက်တယ်တစ်တောင်လေးဗျာအယောင်ကအမီးနားဒီထိနေတာလှေလော်တက်တွေကလှေထဲမှာရှိနေတယ်
အဲ့ဒါကျွန်တော်တို့မြူထဲမှာမြင်ခဲ့တဲ့လှေအတိအကျပဲတရားရာခိုင်နှုန်းသေးကြတယ်အဲ့ဒီလှေတွေကယေရှုခြေရာတွေထွက်လာတာပဲကျွန်တော်အနားကိုသွားမယ်လို့တော့အက်ဒဝင်းကကျွန်တော်လက်ကိုဆွဲထားပြီးပြန်မယ်အခုချက်ချင်းပြန်မယ်သူကမေးနေတာမဟုတ်ဘူးအမင်းပေးနေတာလေထဲမှာဘာရှိလဲသူစိတ်မဝင်စားဘူးသူ့အတန်းကိုကြားလိုက်တော့မှကျွန်တော်ဒီကေကြောက်လာတယ်အဲ့ဒီလေလောသမားကကျွန်တော်တို့ထက်အရင်ကမ်းခြေကိုဘလူးလောက်ရောက်နေတာလေပြီးတော့ကျွန်တော်တို့စိုက်မဲ့နေရအထိလမ်းလျှောက်လာပြီးမှတောထဲကိုဝင်သွားဖို့အချိန်ပြီးဘလူးရနေတာလေကျွန်တော်တို့ကြရက်လီဒီကိုရေးတဲ့အမြန်တွန်းချပြီးအရှိန်ကုန်လှော်ပြေးခဲ့ကြတော့တာပဲအဲ့ဒီမနေ့ကအဖြစ်တစ်ဖြစ်ကိုအခုထိစဉ်းစားမိတိုင်းကြောချမ်းနေရရ